မှာရောက်နေတဲ့ကျွန်တော်တို့ပြည်သူလူထုကိုရှော့မတွက်နဲ့မင်းအောင်နိုင်ကိုယ်တိုင်ကကျွန်တော်တို့တောက်လုံးအပ်လို့ဒေသရှင်များမှာဒီကလူတွေတော့ဒီလိုပြည်တယ်လို့ပြောတာကြားကြတယ်မလားပြည်သူလူထုတွေအားလုံးစီလုံးပါမင်းအောင်နိုင်မကားလို့အရှိအနောက်တောင်မြောက်အိန္ဒိနာချင်းသိတယ်နော်အိန္ဒိနာချင်းဆိုသဘောပေါက်တယ်နော်သူကကြောက်ကြမလို့ကျွန်တော်တို့အားလုံးညီညွတ်ရမယ်ကျွန်တော်တို့တိုင်းသားတွေအားလုံးညီညွတ်ရမယ်အားလုံးညီညွတ်ပါ PDF NUG ERO အားလုံးညီညွတ်လို့ရှိရင်အိန္ဒိနာချင်းမကားလို့အင်္ဂါတို့ကနေပြီးတော့ UFO နဲ့ဆင်းလာတာဘယ်သူမှကြောက်ကြမလို့ပါပဲ